ဒီတော့အုပ်ကြီးထဲမှာတော့မြောက်တွေကအုပ်ဆိုးသူတွေပေါ့ဒီမြောက်တွေကလူတွေလိုပဲစကားပြောနိုင်ကြပါတယ်သူတို့မှလူတွေထက်တောင်ပိုသားတဲ့အသိဉာဏ်နဲ့နားလည်နိုင်စွမ်းရှိကြတာပါသူတို့ဟာတိမ်ငတ်ဥတွေကိုခိုးယူဖို့စီစဉ်ခဲ့ကြပါတယ်အခုဆိုရင်မြောက်သုံးကောင်စလုံးဥတွေရှိတဲ့နေရာကိုရောက်နေပါပြီသူတို့ကတိမ်ငတ်ကြီးပြန်ထွက်သွားမယ့်အချိန်ကိုစောင့်နေကြတာပါခဏကြာတော့တိမ်ငတ်ကြီးထွက်သွားတာနဲ့မြောက်သုံးကောင်ဟာဥတွေရှိရာကိုချင်းကပ်သွားကြပါတယ်ဒါပေမဲ့သူတို့ကဥတလုံးပဲယူမှာပါဒါကသူတို့ရဲ့စီကံပဲလေအတိုက်တိုင်းကနေဥတလုံးပဲအမြဲယူလို့ရှိကြတာပါဒီဥကိုစားဖို့ယူတာမဟုတ်ပဲအဲ့ဒီကနေပေါက်လာမဲ့တိမ်ငတ်ပေါက်လေးကိုမွေးမြူဖို့အတွက်ယူတာဖြစ်ပါတယ်အခုတော့မြောက်သုံးကောင်ဟာတခြားအတိုက်တစ်ခုစီကိုဥတီသွားနေပါပြီဒါပေမဲ့လန်ခီကတော့တကယ်ကိုအန္တရာယ်များလာပါတယ်နောအေလို့ခေါ်တဲ့မြောက်တကောင်ကတော့မကြောက်မရွံ့ပဲတတိရှိသူပါနောအေဟာတန်ချောင်းတစ်ချောင်းကိုထုတ်ပြီးကြောက်ဆောင်တွေကိုတွဲချိတ်ခုန်ကူးလိုက်ပါတယ်နောအေဟာသူတို့ထဲမှာတတိအရှိဆုံးမြောက်တကောင်ပါသူအတိုက်နားကိုရောက်သွားပေမဲ့အဲ့ဒီနေရာကအယမ်းမြင့်တဲ့နေရာမှာရှိနေတာပါနောအေကဥကိုလှမ်းယူဖို့စူးစမ်းနေတော့မှပဲနောက်ထပ်တိမ်ငတ်တကောင်ရုတ်တရက်ပေါ်လာပါတော့တဲ့တိမ်ငတ်ကနောအေကိုတိုက်ခိုက်လိုက်တာကြောင့်သူလက်လွတ်သွားပြီးကြောက်ဆောင်တွေပေါ်ကနေရောကျသွားပါတယ်နောအေအရှိန်နဲ့ပြုတ်ကျသွားပေမဲ့ကြောက်ဆောင်အောက်ဖက်မှာသူ့တွေ့ကပ်နေတာကိုကြံတဲ့မြောက်နှကောင်ကမြင်လိုက်ရပါတယ်ခင်ဗျာ